ဒီimportant ဆိုတဲ့အရာတစ်ခုကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ်အရေးကြီးတဲ့အရာတစ်ခုဆိုပြီးတော့ဆိုလို့ချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီ important ကိုရေးပြီးဆိုရင်သူရှိမှာ exclamation မှာတော့ခံရရပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ချက်ကြည့်အောင်ပေါ့နော်ဒီမှာကျွန်တော် H1 နဲ့ကျွန်တော်ဒီကောင်ကို hello protect ဆိုပြီးကျွန်တော်ပေးထားရပဲထားလိုက်ပါတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာဒါကို run ကြည့်မယ်ဆိုရင်hello protect ရရပါဗျာဒီမှာsorry ကျွန်တော်နည်းနည်းလေးစောင့်မယ်ပေါ့နော်ကျွန်တော်ဒီမှာ run ကြည့်မယ်ဆိုရင်တော့ကျွန်တော် Honda protect ရမယ်ပေါ့ဒီမှာ hello protect ရတယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်ဒါကိုကျွန်တော်ဒီ hello protect ကိုကျွန်တော် inline နည်းလေးနဲ့ပေါ့နော်ကျွန်တော်ဒီမှာ style ဆိုပြီး inline နည်းလေးနဲ့ကျွန်တော်တို့ကcolor ကို red လောက်ထားတာပဲထားလိုက်ပါတော့ဒါဆိုရင်ကျွန်တော်ရေးအဆင်ပြေရပေါ့ဒါပေမဲ့ဒီပေါ်မှာဒါတော့ကျွန်တော်တို့ကလာပြီးတော့ style အဖွင့်ပိတ်နဲ့H1 ကို color ကို green ထားလိုက်မယ်ဆိုရင်ဘယ်လိုဖြစ်လဲဆိုရင်အချက်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်မှာ save ထားရလားမသိဘူးမ save ရသေးဘူးပေါ့နော်ကျွန်တော် save လိုက်မယ် sorry ဒီမှာကျွန်တော်ဟိုကတိုင်ဘက်သွားကျွန်တော်ရဲ့ window sorry ပါကျွန်တော်ဒီမှာချက်ကြည့်မယ်ဆိုရင်တော့ရသွားပြီပေါ့နော်ကျွန်တော်ဒီမှာဒါကိုကျွန်တော်ဒီလိုလုပ်ထားတဲ့ဟာကိုကျွန်တော်ဒီမှာ refresh လုပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်အနီအောင်ပဲဖြစ်နေမှာပေါ့တော့ဘာဖြစ်လို့လဲဆိုတော့ဒီ inline ကသူ့inline ရဲ့သူတဲ့အဓိကဆိုပြီးတော့ကြောင့်မို့ဒါကိုပဲသူကယူတာပေါ့အဲ့ဆိုကျွန်တော်ဒီမှာ green ကိုပေါ်သိချင်တယ်ဆိုတော့ကျွန်တော်ဘယ်လိုလုပ်လို့ရလဲဆိုရင်အနောက်မှာကျွန်တော်IBOT ရဲ့ဒီ important လို့ထည့်ရမယ်ပေါ့ဒါပေမဲ့ဒီလိုမျိုး important တော့မဟုတ်ဘူးเนาะကျွန်တော်important ကိုကျွန်တော်အရှိကနေပြောတော့ exclamation mark လေးခံလိုက်မယ်ဆိုရင်ဒီမှာဒီလိုမျိုးလေးဖြစ်သွားမယ်ပေါ့အဲ့ကြရင်ကျွန်တော်ဒါဓာတ်ပို့ပြီးအရေးကြီးရဆိုတော့သူကသိသွားပြီးတော့ဘောနော်သူကကြည့်လိုက်မယ်ပေါ့ကုတ်တူလာပေါ့ဒီမှာ color ပေါ့ဟုတ်ပြီကုတ်တူရဆိုရင်သူကကောက်ပြီးတော့ဒီမှာကျွန်တော်တွေကိုဒီ important လောက်တဲ့ဟာလေးကိုကျွန်တော်တွေကကောက်ပြီးတော့ run ပြီးမှာဖြစ်ပါတယ်အော်ဒါကတော့ important ဖြစ်တယ်ပေါ့နော် important ကတော့ကျွန်တော်တွေကပို့ပြီးတော့အရေးကြီးရဲ့ဒါကိုပို့ပြီးတော့အရေးကြီးရဲ့လို့လောက်ခိုင်းတာဖြစ်တယ်အော်ဒါက color မကောက်ကျွန်တော်ရဲ့အကြားတက်တွေလုပ်လို့ရတယ်ဥပမာကျွန်တော်ပြောပြရမယ်ဆိုရင်basic က UI ဒီ background မှာကျွန်တော်ရဲ့ဒီကောင်လည်း basic က UI ဒီ background ပေါ့ကျွန်တော်ဒီကောင်ကိုဒီလိုလေးလုပ်ထားလိုက်မယ် basic က UI ဒီ background ဆိုပြီးကျွန်တော်လုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ရဲ့ background ကအစိမ်းအောင်ဖြစ်နေပြီပေါ့ဘာလို့ဆိုတော့ဒါကိုကျွန်တော်ရဲ့ important လောက်ထားတာဟုတ်ဒီကောင် important မလုပ်ဘဲနဲ့ဖြုတ်ပြီးတော့လုပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့အနီအောင်လေးရနေမှာဖြစ်တယ်ဘာလို့ဆိုတော့သူနဲ့အနီးကဆုံးဖြစ်တဲ့ class ကို style ကိုပဲသူကယူသွားအောင်ဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုတော့ကျွန်တော်ရေပေါ့နော်ဒါလေးကကျွန်တော်ရေကျွန်တော်ရေ template ပြင်တဲ့ခါကျရင်ပို့ပြီးတော့အသုံးဝင်နိုင်ပါရှိလာနိုင်တယ်ပေါ့နော်အဲ့ဟုတ်ပြီအဲ့ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရေဒီနေ့လေ့လာသွားတာတော့ important ဆိုတဲ့အကြောင်းကိုကျွန်တော်လေ့လာသွားဖြစ်ပါတယ်အဲ့တော့အားလုံးပဲစီးပြီလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရေနောက်တဲ့သင်ခန်းစာမှာကျွန်တော်ရေထပ်ပြီးတော့တွေ့ဆုံကြပါမယ်